သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်နဒေါ်လာဇန်13ရက်ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်မုံလက်ဆောင်ကုန်းရပ်ကွက်လုံးဆိုင်ရာကိုနဝင်းကတ်ကျော်ရန်အောင်စုတော်မြည်စေတီတော်မြတ်ကြီး၏85ကြိမ်မြောက်ဆင်ကျင်းပပြုလုပ်အပ်သည့်စေယတုဗုဒ္ဓပူဇနီယပွဲတော်နှင့်ဆလျင်သည့်ဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောအာဒိဋ္ဌသုတ်ကိုလေ့လာသုံးသပ်ခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစေပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရဏိဥ္စာသက်ချစ်လက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်သီထဘွယ်ငါးသွဲအစုအလွန်ခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနံချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကတတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒါသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေသတည်းအာဒိဋ္ဌသုတ်ကိုလေ့လာသုံးသပ်ခြင်းဘုရားစာပေမှာအာဒိဋ္ဌသုတ်ဆိုတဲ့အမည်နဲ့လည်းရှိတယ်အာဒိဋ္ဌပရိယာယဆိုတဲ့နာမည်နဲ့လည်းရှိတယ်ပေါ့အာဒိဋ္ဌရဲ့အဓိပ္ပာယ်ကမိလောင်နေခြင်းလို့အဓိပ္ပာယ်ရတယ်တနည်းအားဖြင့်ဘုန်းကြီးတို့မှတ်ကြမယ်ဆိုရင်မိလောင်နေတယ်ဆိုတာကိုသို့မဟုတ်မိလောင်တတ်တာဆိုတာမျိုးနဲ့ပတ်သက်ပြီးယမပြေမှာစာရန်ထိုးပြီးတော့ရေးသားလေးရှိတာကမိတတိပြုတဲ့နော်မိတတိပြုဆိုတဲ့စာရန်လေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လောကမှာရှိတဲ့သဘာဝမီးတွေကိုလူတွေကရည်ညွှန်းပြီးတော့ရေးသားထားတာဖြစ်သည့်အတွက်ကြောင့်လူတိုင်းဟာမိတတိပြုဆိုတဲ့ဆိုင်းဘုတ်ကလေးတွေ့လို့ရှိရင်မိကိုတတိထားရမယ်ပြင်ဘက်ကမိကိုပဲအာယုံရောက်ကြတာရှိတယ်ဒီကနေ့အာရိတ္တပရိယာယသုတ်သို့မဟုတ်အာရိတ္တသုတ်ကိုလေ့လာသုံးသပ်တဲ့အတိုင်းနာယူပြီးကြပြီဆိုလို့ရှိရင်မိတတိပြုရမှာကဒုသနာမှာပါလားလို့သဘောပေါက်လာလေလောကမှာမိတတိပြုဆိုတဲ့ဆိုင်းဘုတ်ကလေးကိုချိလိုက်လို့ရှိရင်တမ္မာပုဂ္ဂိုလ်ရဲ့အတွေ့ကနေ့စဉ်လူတွေအသုံးချနေတဲ့မိကိုတတိပြုရမှာလို့ဒီလောက်ပဲနားလဲတယ်ဟောဒီအာရိတ္တသုတ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်
မိတတိပြုဆိုတဲ့ဆိုင်းဘုတ်လေးတွေ့တဲ့အခါတို့ကိုတတိပေးနေတာပါလားလို့သဘောပေါက်သွားနိုင်တယ်ပေါ့တကယ်တော့မိဟာနှမျိုးရှိတယ်အပြင်ဘက်ကတဘာဝကြုံတွေ့နေရတဲ့မိမိတို့တဏ္ဍာမှာဖြစ်နေတဲ့မိလူတွေအလုံးသိကြတယ်ပြင်ဘက်မှာရှိတဲ့မိကတော့တစ်မျိုးတည်းပဲပေါ့ဆွဲလောင်ရာကိုအကြောင်းပြုပြီးတော့ဒါကပါမိနော်ထင်းမိလောင်စာမိစသဖြင့်မျိုးမျိုးခေါ်ရင်တော့ခေါ်လို့ရတယ်အပြင်ဘက်မိဟာတော့တစ်မျိုးတည်းပဲပေါ့လူတွေရဲ့တဏ္ဍာမှာအမြဲမပြတ်လောင်ကျွမ်းနေတဲ့မိက17မျိုးရှိတယ်လေဒါကြောင့်မို့လို့တချို့ကပြောကြတယ်မိ17မိတို့ရဲ့ငြိမ်းအေးရာ17တိအပူမိတို့ရဲ့ငြိမ်းအေးရာလို့သို့တော့အဲ့ဒီ17တိအပူမိဆိုတာကိုလောကလူသားတွေကမိလို့သိတာအမတန်မှနည်းတယ်ပေါ့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်အရဒီ17မျိုးသောမိတွေဟာဒုသဏ္ဍာမှာအမြဲလောင်နေတာပါလားဘယ်မိကိုတို့ညှိမ့်တတ်ရမလဲမိဟာ2မျိုးရှိတယ်မိညှိမ့်မှမိညှိမ့်မယ်အဲ့တော့ညှိမ့်ရမယ့်မိကဘယ်မိလဲညှိမ့်သွားတဲ့မိကဘယ်မိလဲပေါ့ကိုကိုအမြဲတတိထားပြီးတော့မိတတိပြုမိဆိုတာအတွင်းမှာရှိတဲ့မိအပြင်ကမိဘယ်မိပဲဖြစ်ဖြစ်အပြင်မိကိုအရင်လေ့လာကြည့်အပြင်မိကတော့လူတိုင်းသိနေတာကိုအကျေပြောစရာမလိုအပြင်မိလောင်ပြီဆိုလဲအန္တရာယ်ရှိတာပဲရှင်းသမျှပစ္စည်းတွေကုန်သွားနိုင်တယ်တန်ဖိုးရှိတဲ့ပစ္စည်းတွေမိတဲ့ပါသွားနိုင်တယ်ဒါကြောင့်မိအာမခံတို့ဘာလို့ထားကြရတယ်ပေါ့လူတွေမှာမိဆိုတာလောင်တော်ရှိမလောင်တော်ရှိသိကြတာတော့မဟုတ်ဘူး possibility ပေါ့အဲ့ဒါကြောင့်မို့ insurance နဲ့ assurance ဆိုတာနှစ်ခုရှိတယ်ပေါ့အာမခံဟာ2မျိုးရှိတယ်ဖြစ်လာခဲ့တော့မဖြစ်တော့ကိစ္စမရှိဘူးတစုံတစ်ခုကြောင့်ပျက်စီးသွားခဲ့တော့ဆိုပြီးတော့အာမခံထားတာ1မျိုးသေချာပေါက်ကိုဖြစ်မဲ့အာမခံထားတာ1မျိုးရှိပါလဲဆိုရင်အသက်အာမခံအသက်အာမခံဆိုတာအသက်ဆိုတာအာမခံထားလို့မသေးရဘူးလို့အာမခံလို့ရအောင်သေမှသေချာတယ်လေအဲ့ဒါလို့သေမှသေချာတဲ့ဟာကြတော့ assurance လို့ခေါ်တယ်ပေါ့အာမခံ2မျိုးမိကတော့လောင်ញမလောင်မယ်လေမိဆိုတာကလောင်ញင်လဲလောင်နိုင်တယ်မလောင်ဘူးဆိုလဲရှိနိုင်တယ်ဒါကြောင့် insurance အဲ့ဒါလို့အပြင်မှာအာမခံ2မျိုးထားပြီးတော့သေချာတာအတွက်က1မျိုးဖြစ်လို့ဖြစ်ကြအနေနဲ့ထားရတာ1မျိုးအပြင်မိနဲ့ပတ်သက်ပြီးအာမခံချက်တွေထားကြတယ်သို့တော့အတွင်းမိနဲ့ပတ်သက်လာလို့ရှိရင်လူတွေကမိလို့အတိမမပြုသည့်အတွက်ကြောင့်ဘယ်သူမှအာမခံချက်မထားဘူးအပြင်မိလောင်တယ်ဆိုတာတစ်ခါတရံပဲလောင်တယ်ကဲအပြင်မိကိုလေ့လာကြည့်မိလောင်တယ်ဆိုတဲ့နေရာမှာထိုမိကသူဆွဲလောင်သွားတဲ့ပစ္စည်းဝတ္ထုကိုပျက်စီးသွားစေတယ်အိမ်လောင်ရင်အိမ်ဟာပျက်စီးသွားမယ်ပစ္စည်းဝတ္ထုတစ်ခုလောင်လိုက်ရင်လောင်တဲ့ဟာတစ်ခုပျက်စီးသွားဒါအပြင်မိကနော်အ ਨੇ ဆုံးမီးလောင်ခံရလို့ရှိရင်မဲသွားတယ်ပေါ့မဲသွားတယ်ပျက်စီးသွားတယ်လုံးဝပျောက်ကွယ်သွားတယ်ဒါအပြင်မီးရဲ့တယုတ်တရံမီးလောင်သွားတဲ့နေရာဟာရုပ်ပျက်ဆင်းရဲဖြစ်ကြံရထားပဲအတွင်းမီးကြတော့ရောအတွင်းမီးကလည်းပဲလောင်ပြီဆိုလို့ရှိရင်လူရဲ့သိက္ခာတွေဟာရုပ်ပျက်ဆင်းရဲဖြစ်တာပဲအတွင်းမီးလောင်လို့ရုပ်ပျက်ဆင်းရဲဖြစ်တာတွေကြည့်လေမိမိရဲ့လောဘမနိုင်လို့ဒေါသမနိုင်လို့မောဟမနိုင်လို့အတွင်းမီးလောင်ခံရတဲ့ပုဂ္ဂိုလ်တွေဟာလူလောကမှာလူတော်လူကောင်းလို့အခေါ်မခံရဘဲနဲ့အမတန်ဆိုးတဲ့နာမည်တွေအတက်ခံနေရဒါရုပ်ပျက်ဆင်းရဲဖြစ်တာပေါ့
လောဘအလောင်းခံရပြီဆိုရင်နောက်ဆုံးသခိုးဓမြဒေါသအလောင်းခံရစဉ်ရာဇောသားရာဇောမှုကျူးလွန်လို့ရှိရင်ရာဇောသားဖြစ်ရောက်သွားတယ်အရက်ထဲမှာအယုတ်ဆိုးအကြီးတန်းဖြစ်စေတာဒေါသပဲလောဘတို့ဒေါသတို့ဟာအယုတ်ဆိုးအကြီးတန်းဖြစ်စေမောဟကလည်းအယုတ်ဆိုးအကြီးတန်းဖြစ်စေတာပဲဘာဖြစ်လို့တော့ဆိုလို့ရှိရင်လုံးတင်တာနဲ့မလုံးတင်တာကိုမသိသည့်အတွက်ကြောင့်မလုံးတင်တာတွေကိုလှုပ်ကိုယ်ကားဖြစ်တယ်လုံးတင်တာတွေကိုမလှုပ်ဖဲနေအကျိုးဆုပ်ရုပ်တယ်ဒါမောဟမီးရဲ့တရုပ်ပြက်မှုတွေပေါ့အဲ့တော့မီးဆိုတာဘယ်မီးပဲဖြစ်ဖြစ်အန္တရာယ်ရှိတယ်လို့ဒီလိုပြောရမှာနောက်တစ်ခုကအပြင်မီးလောင်တာကအပြင်မပစ္စည်းတွေပဲဆုံးရှုံးနေတာတယ်တန်တရားအတွက်ဆုံးရှုံးနေတာတယ်လို့ပြောလို့မရဘူးတဘဝစာလောက်ပဲဆုံးရှုံးနေတာအတွင်းမီးလောင်ပြီဆိုရင်တော့တတန်တရားလုံးအတွက်ဆုံးရှုံးနေတာတယ်ဒါမီးနှစ်ခုကိုနှိုင်းယှဉ်ပြီးတော့ကြည့်မယ်ဆိုဒီလိုပြောရမှာပေါ့မြတ်စွာဘုရားကအာရိဋ္ဌသုတ်မှာတဘာဝမီးတဲ့ဆိုးတဲ့မီး11မျိုးကိုဟောထားတာရှိတယ်အဲ့ဒီမီး11မျိုးဆိုတာအလုံးကြားဘူးနေကြပါလိမ့်မယ်11သည့်အပူမီးတို့ဤအပြည့်ငြိမ်းရာလို့ပြောတဲ့ထဲမှာရာဂမီးတဲ့ဒေါသမီးတဲ့မောဟမီးတဲ့ဒါကအကုသိုလ်နဲ့ပတ်သက်တဲ့မီး၃မျိုးနောက်တစ်ခုကဘာလို့ဆိုရင်စရာမိဗျာတိမိမရဏမိသောကမိပရိဒေဝမိဒုက္ခမိဒေါမနတမိဥပါယတမိပေါင်းလိုက်တဲ့အခါကျတော့12မျိုးမိ12မျိုးအဲ့ဒီ12မျိုးထဲမှာကျိန်းသားရမယ့်မိကဘာလဲဆိုရင်ရာဂဒေါသမောဟဆိုတဲ့ကိလေသာမိတွေကညှိမ့်သားရမယ့်မိပဲအဲ့ဒါကိုမငြိမ့်သက်နိုင်ဘူးဆိုလို့ရှိရင်ဇရာမီးတို့ဗျာတိမီးတို့ကတကယ်ကတော့ငြိမ့်သက်ရမယ့်မီးမဟုတ်ဘူးရာဂမီးဒေါသမီးမောဟမီးတွေကိုငြိမ့်နိုင်ပြီဆိုလို့ရှိရင်ဉာဏ်နဲ့မီးတွေဆက်မလောင်တော့မီးကိုငြိမ့်မှနောက်ကမီးတွေငြိမ့်တယ်12မျိုးဟာငြိမ့်သွားတယ်လူလောကလူတွေကြုံတွေ့နေရတာနဲ့ပတ်သက်ပြီးဟောဒီအာရိဋ္ဌသုတ်မှာမြတ်စွာဘုရားကဝိပဿနာကျင့်စဉ်တစ်ခုအနေနဲ့အာရိဋ္ဌသုတ်ကိုဟောထားတာဘယ်ပုဂ္ဂိုလ်တွေကိုဟောတယ်လဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရား6နှစ်ပတ်လုံးတရားကျင့်ခဲ့တဲ့ဥရဝေလတောအဲ့ဒီဥရဝေလတောထဲမှာယသိ900ရှိအဲ့ဒီယသိ900ကဘာအကျင့်ကျင့်နေတာတုံးဆိုလို့ရှိရင်မိပူဇော်တဲ့အကျင့်ကိုကျင့်အေးမိပူဇော်တယ်ဆိုတော့ဘုန်းကြီးတို့ဗမာလူမျိုးတွေကထင်လိုက်မယ်အော်မိပူဇော်တယ်ဆိုတာရွှေတကုံဖျားလို့ဖျားကိုရည်စူးပြီးတော့မိတွေထွန်းပြီးတော့ပူဇော်တယ်လို့ဒီလိုအောက်မေ့လိုက်မယ်နော်သူတို့မိပူဇော်တာကဒီပုံစံမဟုတ်ဘူးမိကိုထိမ့်သိမ့်ပြီးတော့အဲ့ဒီမိထဲမှာမိမငြိမ်းရအောင်ထောပတ်တို့စီဥတို့ဒါတွေလောင်းထည့်ပေးပြီးတော့မန္တန်တွေရွတ်ကြတယ်မန္တန်ရွတ်လိုက်တဲ့အခါကျတော့ထိုမိကနေတဆင့်တက်ပြီးတော့သူတို့ကိုးကြတဲ့မြမာကြီးကိုပူဇော်ပြီးသားရောက်တယ်မိကိုနတ်တူအနေနဲ့ပူဇော်တာကိုမိပူဇော်တယ်လို့ခေါ်တယ်အေးဖះရှိမှဖះနဲ့ထွန်းတဲ့မိပူဇော်တာကဖះကိုပူဇော်တာမိပူဇော်တာမဟုတ်ဘူးမိပူဇော်ရဲဆိုတာအိန္ဒိယနိုင်ငံမှာထုံးစံရှေးဟောင်းယသိတွေတို့ဗြဟ္မဏ်တွေတို့မိထွန်းပြီးတဲ့အခါထိုမိထဲမှာထောပတ်စီဥစသည်လောင်းထည့်ပြီးတော့မန္တန်တွေရွတ်ဖတ်ပြီးတော့နတ်ဖះတွေကိုပူဇော်တာဟာမိပူဇော်တာလို့ခေါ်တယ်နော်အမတန်မှအလေးနဲ့ထားပြီးတော့သူတို့ကပူဇော်လေးရှိကြတယ်အဲ့ဒီယသိတွေကလည်းတောထဲမှာသူတို့မိပူဇော်တဲ့ယသိတွေပေါ့မိကိုလှုပ်ကြွေးတယ်တဲ့မိကလေးဖို့ထားပြီးတော့ထိုမိကလေးမငြိမ်းရအောင်လောင်စာတွေအမြဲတမ်းထည့်ပေးနေတယ်ရှ िख ိုးတယ်မိကိုရှ िख ိုးတယ်ပူဇော်တယ်ပသတယ်မိရဲ့ဂုံပုတ်တွေကိုထုတ်ဆောင်တယ်
သူတို့ပြောတဲ့မီးရဲ့ဂုံပုတ်ကအမတန်မှဂုံပုတ်အချို့ကအမတန်မှရိုးရှင်းပါတယ်မီးကိုနတ်တူအသွင်နဲ့မြင်လိုက်လို့ရှိရင်မီးဆိုတာဟာတဲ့မကောင်းတာတွေကိုလည်းဖျက်ဆီးမပြစ်နိုင်ဘူးလားဆိုပါစို့ကိုမလိုချင်တဲ့ပစ္စည်းတွေအမိုက်တရိုက်တွေကိုမီးထဲထည့်လိုက်ရင်မီးကဖျက်ဆီးမပြစ်လိုက်ဘူးလားအေးမကောင်းတာတွေကိုလည်းဖျက်ဆီးပြစ်နိုင်အဲ့ဒါကိုသူတို့ကမီးကိုကျေးဇူးတင်တယ်လေမကောင်းတာတွေကိုဖျက်ဆီးပြစ်လို့ဒါမီးရဲ့ခုံပုတ်အနေနဲ့ပြောတာဗမာတွေအနေနဲ့တွေးကြည့်မယ်ဆိုလို့ရှိရင်အေးဒီမီးရှိလို့ထမင်းချက်စားလို့ရတာပေါ့မှန်ပါမီးရှိလို့ညမောင်မိုက်တဲ့အခါမှာအလင်းရောင်ရတယ်မီးရှိလို့အေးနေလို့ရှိရင်အပူငွေ့လေးရတယ်ပေါ့မှန်ပါဒါခုခေတ်မှာတော့တိုးတက်လာတော့တခြားနည်းနဲ့အပူရတာတွေလည်းရှိတာပေါ့နော်ရှေးခေတ်ကအစဆိုတာတော့မီးရဲ့ဂုံကျေးဇူးတွေကအများကြီးပဲလေနောက်ဆုံးမှာအခုကတော့ gas မီးဖိုတွေဘာတွေပေါ်လာတာတစ်မျိုးပေါ့သူလည်းမီးပဲမီးကတော့မီးမရှိဘဲနဲ့လူတွေဟာစားစရာရမှာမဟုတ်ဘူးเนาะရပါဘူးချက်ပြုတ်စားတော့ရတဲ့အခါမီးဟာအမတန်မှတန်ဖိုးရှိတယ်ကျေးဇူးကြီးပါတယ်ပေါ့အဲ့ဒါလို့ကြံ့ကြံ့ဖန်ဖန်ကျေးဇူးတင်ပြီးတော့မီးကိုပူဇော်ပသကြတာတဲ့သူတို့အနေနဲ့မီးဆိုတာမီးနတ်ပဲမီးနတ်ဆိုတဲ့အရှင်သခင်ကိုပူဇော်ပသကြတာပေါ့အဲ့ဒီယသိတွေဟာတောထဲမှာဥရုဝေလတောကြီးထဲမှာမီးပူဇော်တဲ့အကျင့်ကိုကျင့်ပြီးတော့ဗြဟ္မပြေကိုရောက်စေနိုင်တယ်လို့ယုံကြည်ချက်နဲ့လုပ်နေကြတာပေါ့သို့တော့ဒီယသိတွေဟာတာမန်ပုဂ္ဂိုလ်တွေတော့မဟုတ်ဘူးဘဝတစ်ခုမှာပါရမီကိုအစပြုပြီးတော့ပါရမီကုသိုလ်တွေရှိတဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့နှလုံးသားထဲမှာအသိဉာဏ်ရှိနေတယ်သို့တော်လည်းအသိဉာဏ်ဘလောက်ပဲရှိပတ်ဝန်းကျင်နဲ့အခြေအနေကိုထိုးပေါက်သွားနိုင်တဲ့စွမ်းရည်တတ္တိကမရှိဘူးဒါကြောင့်မို့ view ဆိုတာကွဲနေတတ်တယ်လေမြင်ကွင်းဟာဘာနဲ့ကွဲထားတော့ဆိုလို့ရှိရင်အယူဝါဒရေးရာကမြင်ကွင်းတစ်ခုကိုကွဲထားတယ်ကွဲထားသည့်အတွက်ကြောင့်ထိုခေတ်ထိုကာလကခေတ်စားနေတဲ့မိနတ်ကိုပူဇော်တယ်ဆိုတဲ့ဒီလုပ်ငန်းဟာမြင့်မြတ်တဲ့လုပ်ငန်းလို့ယူဆကြတယ်အဲ့ဒါလို့မြင့်မြတ်တဲ့လုပ်ငန်းအဖြစ်သူတို့ဟာတောထဲမှာလူလောကရဲ့စိတ်စိတ်ချမ်းသာတွေကိုစွန့်လွတ်ပြီးတော့တောထဲမှာမိပူဇော်တဲ့အကျင့်နဲ့ကျင့်ကြံကြုတ်ကုတ်အထောက်နေကြတယ်သိရင်သူတို့ဗြဟ္မပြေရောက်မယ်လို့ယုံကြည်ချက်ရှိကြတယ်ပေါ့အဲ့ဒါလို့ကျင့်နေကြတဲ့ယသိတွေကသူ့နာမည်ကကတ္တဗသို့တော့ဥရုဝေလတောဆိုတာမြတ်စွာဘုရားလောင်6နှစ်ပတ်လုံးဒုက္ခရစရိယာကျင့်တယ်အဲ့ဒီဥရုဝေလတောမှာနေလို့သူ့ကိုဥရုဝေလကတ္တဗလို့ခေါ်တယ်အေးသူနဲ့ဓာတ်နုပဲသူတို့ကညီကို3ယောက်သူ့ရဲ့ညီတယောက်ကလည်းအခုလိုပဲမိပူဇော်တဲ့ယသိဥရုဝေလကတ္တဗရဲ့နောက်မှာတပည့်900ရှိတယ်သူညီကြတော့မြစ်ကမ်းခြေမှာအောက်အခြေမှာနေရင်စရာမြစ်ကမ်းခြေမှာနေတာဖြစ်လို့သူ့ကိုတော့နတိကတ္တဗလို့ခေါ်တယ်ကတ္တဗတော့ကတ္တဗပဲသူတို့မျိုးနွယ်ရနာမည်ခေါ်ထားတာမြစ်ကမ်းခြေမှာနေလို့သူ့ကိုနတိကတ္တဗလို့ခေါ်တယ်အေးခရာမျိုးနားမှာနေတဲ့ညီတယောက်ကိုတော့ခရာကတ္တဗလို့ခေါ်တယ်နတိကတ္တဗမှာအချမ်းရံ300ရှိခရာကတ္တဗကြတော့အချမ်းရံယသိတပည့်ပရိသတ်200ရှိတယ်အလုံးပေါင်းလိုက်တဲ့အခါကျတော့1000ရှိတယ်နော်အဲ့တော့မြတ်စွာဘုရားကဒီယသိတွေမိပူဇော်ပြီးတော့အချိန်ဖြုံးနေတာဘာတရားထုမှလည်းရမှာမဟုတ်ဘူးဘာအသိဉာဏ်မှလည်းရမှာမဟုတ်ဘူးသူတို့မျှော်လင့်တဲ့အတိုင်းဗြဟ္မပြေလည်းရောက်မှာမဟုတ်ဘူးလမ်းလွဲနေတယ်လောကမှာစဉ်းစားကြည့်လေရွှေတကုံဖျားသွားမယ်ဆိုရင်သွားနေတာကရွှေတကုံဖျားပဲမသွားပဲနဲ့ကဘာအေးပဲသွားနေတယ်ရွှေတကုံဖျားရောက်ပါမလားအေးအဲ့ဒါမျိုးလိုပဲသူ
သူတို့ကမျော်မှန်းနေတာဗြဟ္မပြည်သွားဖို့မျော်မှန်းနေတာလုံနေတဲ့အလုပ်တွေကဗြဟ္မပြည်ရောက်ကြောင်းတခုမှမဟုတ်ဘူးလမ်းကြောင်းလွဲနေတာအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကလမ်းကြောင်းတက်ပေးဖို့သူတို့စီကိုတရားဓမ္မဟောပြောဖို့ဆိုပြီးတော့ဥရဝေလတော်ဘက်ကိုထွက်လာတဲ့အခါမှာသူတို့ကအကျင့်အမျိုးမျိုးကျင့်ကြတာရှိတယ်ပေါ့ဘယ်လိုအကျင့်တွေကျင့်ကြတော့ဆိုလို့ရှိရင်အကုသိုလ်တွေမျောချတဲ့အနေနဲ့အလွန်ကိုအဲ့ဒီခေတ်ကအဲ့ဒီရာသီမှာအလွန်အေးတဲ့အချိန်ဆိုတာ၈ရက်အဲ့ဒီ၈ရက်ဟာအေးဆုံး၈ရက်လို့ခေါ်တယ်အေးဆုံး၈ရက်ဟာဗမာရက်နဲ့ပြောမယ်ဆိုလို့ရှိရင်တပူတွဲလနဲ့တပေါင်းလအကြာ၈ရက်တဲ့အဲ့ဒါကိုအန္တရအထက်က2လအကြာက8ရက်လို့ခေါ်တယ်တပူရဲတပေါင်း2လအကြာလို့ဆိုတော့ဗမာနီးနဲ့တွက်လို့ရှိရင်တော့သူတို့နီးကဘယ်လိုယူရမလဲဗမာနီးကတစ်မျိုးဗမာကတပူရဲနဲ့တပေါင်းလဆိုတော့ဘယ်လိုဖြစ်သွားတော့ဆိုတပူရဲလမကုံခင်4ရက်အလိုနော်4ရက်နဲ့တပေါင်းလဆန်း4ရက်လို့ဒီလိုယူကောင်းယူလိုက်မယ်သို့တော့အဲ့ဒီရက်မဟုတ်ဘူးအိန္ဒိယထုံးစံအရယူမယ်ဆိုလို့ရှိရင်သူတို့ကကောင်းကင်ကလပြည့်တာနဲ့လူပြေကဝေါဟာရလဟာလည်းပြည့်တယ်ဗမာစကားမှာရောနေတယ်လဆိုတာဒီတကုကဆုံနေုံဝါဆိုဆိုတာကိုလည်းလလို့ခေါ်တယ်နော်ကောင်းကင်ဘောကလကိုလည်းလလို့ခေါ်တယ်အဲ့ဒါလို့ယူတဲ့နေရာမှာဗမာပြည်ကယူတာကလပြည့်နေဆိုရင်ကောင်းကင်ကလပြည့်တာဒီလက15ရက်ပဲရှိသေးတယ်လူတွေခေါ်တဲ့ဝေါဟာရမာတက15ရက်ပဲရှိသေးတယ်မပြည့်သေးဘူးကောင်းကင်ကလကတော့ပြည့်သွားပြီဗမာပြည်ရဲ့အခေါ်အိန္ဒိယထုံးစံကြတော့အဲ့ဒါလို့မဟုတ်ဘူးကောင်းကင်ကလပြည့်တဲ့နေ့မှာရက်30လကလည်းပြည့်သွားတယ်ဟုတ်ကလားရက်30လကလည်းပြည့်သွားတယ်ဒီကလလည်းပြည့်တယ်ဟိုပေါ်ကလလည်းပြည့်တယ်အဲ့ဒါလို့ယူမယ်ဆိုလို့ရှိရင်ကတော့တပူရဲလမပြည့်မီ73ရက်နဲ့တပူရဲလမပြည့်မီ4ရက်အလုံးနော်တပူရဲလပြည့်ကျော်4ရက်အဲ့ဒါဟာအေးဆုံးပဲလို့ဒီလိုတက်တယ်ဒါကြောင့်မို့လို့လူတွေပြောကြတယ်မဟုတ်လားတပူရဲလဟာကျွဲကြူပြားတောင်အေးလို့ဖះတောင်မှလက်မိခင်ရတယ်ဆိုပြီးတော့မိဘုံပွဲတွေလုပ်ပြီးတော့လှူကြတယ်လေမြတ်စွာဘုရားအေးလွန်အားကြီးလို့ဆိုပြီးတော့တပူရဲလကျတော့ထင်းမိတွေနဲ့ဖះကိုပူဇော်ကြတယ်အဲ့ဒါအလွန်အေးတဲ့အချိန်လို့စံချိန်သတ်မှတ်ထားတာပေါ့ဒီကနေ့ခေတ်တော့ဒီလောက်အေးခြင်းမှအေးမှာပေါ့ရာသီဥတုဆိုတာတော့အပြောင်းလဲရှိတယ်ဘယ်အရာမှတည်မြဲတာမရှိဘူးပေါ့အဲ့ဒီခေတ်တုန်းကတော့တပူရဲတပေါင်း2လတွေကြာ8ရက်ဆိုဒီမှာတပူရဲလမပြည့်မီ4ရက်နဲ့တပူရဲလပြည့်ပြီး4ရက်အဲ့ဒီ8ရက်ကိုခေါ်တယ်အဲ့ဒီ8ရက်ဒီစံချိန်တင်လောက်အောင်အေးတဲ့အေးဖြစ်တယ်အဲ့ဒီအေးပြီဆိုတဲ့အချိန်မှာဒီမီးပူဇော်တဲ့ရသေးတွေကဘာလုပ်လဲတနှစ်တာလုံးမဟုတ်တာလုံးမိတာတွေမကောင်းမှုတွေရှိနေခဲ့လို့ရှိရင်ဒီမကောင်းမှုတွေကိုဆေးကြောတန့်စင်တဲ့အနေနဲ့နေရင်စရာမြစ်ထဲမှာသူတို့ရေဆင်းချိုးကြအေးပြီဆိုမှရေချိုးတာနော်တနေ့ကို3ချိန်ဒီကနေ့ခေတ်မှာလည်းရှိတယ်အိန္ဒိယမှာခင်းကမြစ်မှာရေချိုးကြတာတွေအများကြီးရှိတယ်နော်သူ့ရက်နဲ့သူအဲ့ဒီဟာဒီရက်ကိုရေချိုးလို့ရှိရင်တစ်နှစ်လှုပ်ထားတဲ့အကုသိုလ်တွေအကုန်ရောတဲ့ကုံမကုံတော့မသိဘူးလူတော့ခိုက်ခိုက်တုံမှာပဲသိချတယ်နော်အကုသိုလ်ကုံတာမကုံတာတော့မသိဘူးလူရဲ့ကိုငွေတွေကတော့ကုံသွားတာပဲသိချအဲ့ဒါလို့ခိုက်ခိုက်တုံအောင်ရေထဲမှာဆင်းချိုးချမ်းပြီဆိုတဲ့အခါကျတော့မီးလုံညမီးလုံလိုက်ရေချိုးလိုက်ပေါ့နော်အဲ့ဒါလို့လှုပ်လို့ရှိတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကရောက်နေတာဖြစ်တော့
ရေချိုးလို့ခိုက်ခိုက်တုံးနေတဲ့အချိန်မှာမြတ်စွာဘုရားကသူတို့မီးလုံမို့ရဆိုပြီးတော့မီးအိုးခင်း900ဖန်ဆင်းပေးတယ်ဘုရားကမီးအိုးခင်း900ဖန်ဆင်းပေးအိုးယသိတွေရေချိုးပြီးတဲ့အခါကျတော့ချက်ချင်းပဲမီးကအစင်သင့်ခါတိုင်းလို့သူတို့ထင်းရှာပြီးတော့မီးမွေးเสียမလို့မီးအိုးခင်းရဲရဲနဲ့ချမ်းချမ်းနဲ့ရေချိုးရာကနေမီးအိုးခင်းနာကပ်ပြီးတော့အဲ့ဒါအချမ်းဖြေပြောင်းကြတယ်ခန္ဓာကိုယ်နှွေးအောင်လုပ်ကြတယ်မြတ်စွာဘုရားရဲ့အစွမ်းတကူတွေကိုကြည့်ပြီးတော့ဒါတွေမကဘူးမြတ်စွာဘုရားကသူတို့ထင်းနေခွဲမရတာကိုဘုရားကထင်းနေခွဲအောင်လုပ်ပေးတယ်ထင်းခွဲပေးတယ်ပဲပြောကြပါစို့နော်မီးမွေးလို့မရတဲ့အခါဘုရားကမွေးပေးလိုက်တယ်မီးငိမ့်လို့မရတဲ့အခါဘုရားကငိမ့်ပေးလိုက်တယ်အစွမ်းတကူနဲ့လှုပ်ပေးတာဘာဖြစ်လို့ဒီလိုလုပ်လဲဆိုရင်မြတ်စွာဘုရားကစီယုံရေးဆင်းနေတာပေါ့ organization လုပ်နေတာမြတ်စွာဘုရားပေါ်မှာသူတို့အထင်ကြီးတယ်အထင်ကြီးပေမဲ့လို့သူတို့လိုအပင်ပန်းခံပြီးတော့ကျင့်တဲ့အကျင့်မရှိဘူးလို့သူတို့ကယူဆတယ်ယူဆသည့်အတွက်ကြောင့်ခေါင်းဆောင်လုပ်တဲ့ဥရဝေလကတ္တဗကအေးဂေါရမယဟန်ကြီးတကိုးတော့ကြီးတယ်ဒါပေမဲ့ငါလိုတော့ယဟန္တာမဟုတ်သေးဘူးလို့သူကအမြဲတမ်းတွေးတယ်တဲ့နောက်ဆုံးကြတော့မြတ်စွာဘုရားကသူ့ကိုတတိပေးတဲ့အနေနဲ့ကတ္တဗတဲ့မင်းဟာယဟန္တာလည်းမဟုတ်ဘူးယဟန္တာမဟုတ်ယုံနေမကဘူးယဟန္တာဖြစ်ကြောင်းအကျင့်တောင်မင်းမရှိဘူးလို့ပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့အခါသူတော်ကောင်းစိတ်ရှိတယ်သူတို့ကလည်းသူတော်ကောင်းစိတ်ရှိသည့်အတွက်ကြောင့်အဲ့ဒီအကျင့်လည်းမရှိဘူးဆိုလို့ရှိရင်ယဟန္တာလည်းဖြစ်ခြင်းနဲ့ယဟန္တာဖြစ်ကြောင်းအကျင့်လည်းချင့်ကျင်တယ်ဆိုချက်ချင်းပဲသူတို့အမှားကိုဝန်ခံပြီးတော့ချက်ချင်းပြင်တယ်အဲ့ဒါလည်းတကယ်သူတော်ကောင်းပဲဘုန်းကြီးတို့တွေကအမှားတွေ့ပြီးတော့အမှန်ပြင်ဖို့ကြတော့လေးနေကြဒါလွယ်တာမဟုတ်ဘူးနော်မှန်မှန်တော့သိတယ်ပြင်ရမယ်ဆိုလို့ရှိရင်သိပြီးမပြင်ကျင်ကြဘူးပေါ့သူတို့ကြတော့အဲ့လိုမဟုတ်ဘူးဥရဝေလကတ္တဗယတိကြီးကသူ့ကိုအဲ့လိုပြောလိုက်တာနဲ့တပြိုင်နက်ဒီလိုဆိုရင်အရှင်ဘုရားထာမသင်္ကန်းဝတ်ပြရစေယဟန္တာဖြစ်ကြောင်းအကျင့်နေသူကျင့်ကျင်ပါတယ်တရားဟောပါလို့ဆိုတော့မြတ်စွာဘုရားကဗာပြောတော့မင်းဟာတဲ့ယသိ900ရဲ့ခေါင်းဆောင်ဖြစ်နေတယ်တပည့်တွေကိုပြောပါအောင်ပေါ့ခေါင်းဆောင်ဆိုတာကိုလုံးချင်တယ်မလုံးနဲ့နောက်လိုက်နောက်ပါတွေကိုတိုင်ပင်ရအောင်မယ်သူတို့ကိုပန်ကြားလိုက်ပါဆိုတော့သူကသွားပြီးတော့ပြောတယ်ငါတော့ကွာတဲ့ဒီအလုပ်တွေစွန့်ပြီးတော့ဂေါရမဘုရားရဲ့ဤစနစ်အတိုင်းငါလိုက်နာကျင့်သုံးတော့မယ်လို့ဆိုတော့နောက်ယသိတွေကတပည့်တွေကကျွန်ုပ်တို့ကဂေါရမဘုရားကိုကြည်ညိုနေတာကြာလှပြီပေါ့ဆရာကြီးမျက်နှာကြည့်ပြီးတော့သူတို့မလွန်ဆန်ဝန်းလို့နောက်လိုက်နေရတာဂေါရမဘုရားစီတပည့်ခံမယ်ဆိုရင်သူတို့လည်းအကုန်တပည့်ခံကြမယ်ပေါ့အဲ့ဒါလို့တပည့်ခံလိုက်ကြတာမြတ်စွာဘုရားစီမှာတခါတည်းအကုန်သင်္ကန်းဝတ်လိုက်ကြတယ်ယသိ900ဘုန်းလိုက်ယုံနေမကဘူးယသိအသုံးဆောင်ပစ္စည်းတွေကိုအကုန်နေရင်စရာမြစ်ထဲအကုန်မျောပလိုက်တယ်မျောပြလိုက်တဲ့အခါကျတော့အဲ့ဒီယသိအသုံးဆောင်ပစ္စည်းတွေကမြစ်ထဲမှာမျောလာတာပေါ်လောနဲ့ဟိုးညီတော်နေတဲ့နရိကတ္တဝစိတ်ကန်းရောက်တဲ့အခါကျတော့ညီတော်တို့ကတွေ့တယ်ဟာယသိပစ္စည်းအသုံးဆောင်တွေပါလားအများကြီးပဲ900သုံးထားတဲ့ပစ္စည်းဆိုနဲတာမှမဟုတ်ပဲရေထဲမျိုးလာတော့စိတ်ထဲမှာစိုးရိမ်စိတ်ပေါ်လာတယ်ငါအကိုကြီးများဘာဖြစ်တုံးဆိုချက်ချင်းလူလွတ်ပြီးတော့စုံစမ်းခိုင်းတယ်သူကလည်းနောက်ကလိုက်လာလိုက်တဲ့အခါကျတော့ဒီကြတော့ကရုံတုံးပြီးတော့ဘုန်းကြီးဝတ်တာတွေ့တာပေါ့တွေ့တဲ့အခါကျတော့မေးလိုက်တယ်ဒါကပိုကောင်းတာလားတဲ့ခါတိုင်းလုံးနေကြအကျင့်မဟုတ်ဘူးနော်အခုလိုကရုံတုံးပြီးတော့ဂေါရမဘုရားရဲ့တပည့်ခံတဲ့အလုပ်ကပိုကောင်းသလားလို့မေးတော့အေးပိုကောင်းတယ်လို့လည်းပြောတော့သူတို့လည်းပဲစဉ်းစားမနေတော့ဘူးသူ့ကိုယ်ကြီးလမ်းစဉ်နဲ့လဲလိုက်ကြတယ်ပေါ့အေးအဲ့ဒီယသိတွေကလည်းသူတို့အသုံးဆောင်တွေမြစ်ထဲမျောလိုက်တဲ့အခါကျတော့ဟိုညီငယ်ဆုံးဖြစ်တဲ့ခရာကတ္တဗကဒါတွေတွေ့ပြန်တော့စိုးရိမ်တကြီးလိုက်လာတော့ဒီမှာအားလုံးဟာယဟန်ဖြစ်နေတာတွေ့တော့ဒီယဟန်ဘဝဟာပို့ပြီးတော့တို့တဲ့မြင့်မြတ်သလားလို့ဆိုမြင့်မြတ်တယ်လို့ဖြေရတော့သူတို့လည်းပဲဆုံးဖြတ်ချက်ချပြီးတော့ယဟန်ခံလိုက်ကြတယ်အားလုံးဟာ
ရှင်တထောင်ချွတ်တယ်ဆိုတာအဲ့ဒါပြောတာနော်အားလုံးယသိဟောင်းတွေကနေပြီးတော့သာသနာပေါင်းဝင်ပြီးတော့ရဟန်းခံလိုက်ကြတယ်ရဟန်းခံပြီးတော့မြတ်စွာဘုရားကသူတို့နဲ့သင်လျော်တဲ့တရားကိုဟောတာဘယ်တရားတော့ဆိုအခုပြောတဲ့အာဒိဋ္ဌသုတ်ကိုဟောတာအာဒိဋ္ဌဆိုတဲ့အဓိပ္ပာယ်ကဘန်းနှင်းပဲနော်လောင်းနေတယ်မိတွေလောင်းနေတယ်မိတတိပြုမြတ်စွာဘုရားဟောလို့ရင်ကမိတွေလောင်းနေတယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီအသည့်တွေကိုဘာဖြစ်လို့မိနဲ့ပတ်သက်ပြီးတော့ဟောရတယ်လဲလို့ဆိုရင်သူတို့ကအမြဲတမ်းမိပူဇော်နေတာမိကိုရှ िख ိုးပြီးတော့မိကိုအထင်ကြီးရှ िख ိုးနေတာအဲ့ဒါကိုကြည့်ပြီးမြတ်စွာဘုရားကမင်းတို့ကအပြင်ကမိကိုရှ िख ိုးနေတာမင်းတို့တဏ္ဍာမှာအတွင်းမိတွေလောင်းနေတယ်ဒါကိုလည်းသတိထားကြအောင်ဟောအပြင်ကမိကိုရှ िख ိုးနေတာဟာဘာမှအကျိုးကျေးဇူးဖြစ်လာမှာမဟုတ်ဘူးအတွင်းကမိလောင်းနေတာကိုသတိထားကြလို့မိတရားအနေနဲ့ဟောလိုက်တာနော်အေးမြတ်စွာဘုရားကစချီလိုက်တဲ့စကားလုံးကဘာတော့ဆိုရင်သဗ္ဗံဘိက္ခွေအာဒိဋ္ဌံအားလုံးဟာမိတွေလောင်းနေတယ်အပြင်ကထင်းနေလောင်းတာလောက်တယ်မင်းတို့မကြည့်နဲ့အားလုံးဒုတဏ္ဏမှာမိတွေလောင်းနေတယ်မင်းတို့တဏ္ဍာမှာရှိနေတဲ့ယုတ်တရားနံတရားတွေအားလုံးဟာလောင်းနေတယ်ဘာတွေနဲ့လောင်တာတုံးဆိုရင်ရာဂမီးနဲ့လောင်တယ်ဒေါသမီးနဲ့လောင်တယ်မောဟမီးနဲ့လောင်တယ်ဇာတိစရာဗျာတိမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့မီးတွေနဲ့လောင်တယ်ပေါ့အဲ့ဒါတွေလောင်နေတယ်ဆိုတာကိုမြတ်စွာဘုရားကဥပမာပေးပြီးတော့ဟောတာမီးနဲ့ဥပမာပေးဟောတာတကယ်လဲဥပမာဆိုတာတူလဲတကယ်တူတယ်ပေါ့အဲမြတ်စွာဘုရားဟောတဲ့အခါမှာမိတွေလောင်တယ်ဆိုတာစဉ်းစားကြည့်ဒါကဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဘာတွေစဖြစ်နေတယ်လဲကိုယ့်ကိုပြန်ပြီးတော့အာယုံစိုက်ကြည့်မျက်စိလေးနှလုံးဖွင့်လိုက်လို့ရှိရင်မြင်စရာအာယုံတွေမမြင်ရဘူးလားမြင်ပြီးတဲ့အခါမှာမြင်သိစိတ်တွေမဖြစ်ဘူးလားအေးမြင်သိစိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်အာယုံနဲ့စိတ်နဲ့ဆက်သွယ်မှုရမသွားဘူးလားအေးမျက်စိရဲ့အဆင်းအာယုံရဲ့ထိုမျက်စိနဲ့အဆင်းအာယုံနှစ်ခုတိုက်လို့ပေါ်လာတဲ့မြင်သိစိတ်ရဲ့ထိုမြင်သိစိတ်ကနေပြီးတော့အာယုံနဲ့ဆက်သွယ်ပေးလိုက်တဲ့မြင်သိစိတ်ပေါ်မှာဖြစ်ပေါ်လာတဲ့ဖတ်တာဆိုတဲ့သဘာဝတရားရဲ့အာယုံနဲ့ဆက်သွယ်လိုက်တဲ့အခါကျတော့အာယုံပေါ်မှာအတွေ့အကြုံရသွားတာကောင်းရင်ချမ်းသာတယ်ဆိုတဲ့အတွေ့အကြုံမကောင်းဘူးဆိုရင်မကောင်းတဲ့အတွေ့အကြုံကောင်းမကောင်းနှစ်ခုမဟုတ်ဘူးဆိုရင်ကောင်းမကောင်းနှစ်ခုမဟုတ်တဲ့အတွေ့အကြုံကောင်းတာကိုဒုက္ခမကောင်းတာကိုဒုက္ခကောင်းမကောင်းနှစ်ခုရောနေတာကိုကောင်းတာလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူးလို့မထင်ရှားတာကိုအဒုက္ခမဒုက္ခလို့ခေါ်တယ်စိတ်ရဲ့ခံစားချက်ဟာ၃မျိုးလာတယ်နော်အဲ့ဒါလို့မျက်စိလေးဖွင့်လိုက်တာနဲ့တပြိုင်နက်မီးတွေလောင်နေဆိုတာဘယ်လိုလောင်တာလဲစဉ်းစားကြည့်ဘုန်းကြီးတို့တဏ္ဍာမှာရှိနေတဲ့မျက်လုံးလေးပဲကြည့်ပါစက္ခုပတာရဆိုတဲ့မျက်လုံးလေးဟာမီးတွေလောင်နေတယ်ဘာမီးလောင်လဲဆိုလို့ရှိရင်ဒီမီးကပူတာမဟုတ်ဘူးမပူဘဲနဲ့လောင်နေတာဘာလောင်လဲလို့ဆိုရင်ကြည့်မျက်စိလေးဟာတဖြည်းဖြည်းရင့်ရော်လာတဲ့သဘောစရာသဘောမရှိဘူးလားရှိပါတယ်အေးတဖြည်းဖြည်းမှုံလာတာအဲ့ဒါမီးလောင်နေတာပဲမျက်စိလေးဟာတဖြည်းဖြည်းမှုံလာတယ်ယောဂဝေဒနာရလာတယ်တဖြည်းဖြည်းမှုံလာလို့ရင့်ရော်လာတယ်ဆိုလို့ရှိရင်ဇရာမီးလောင်တာနော်မျက်စိယောဂရလာလို့ရှိရင်ဗျာတိမီးလောင်တာပဲနောက်ဆုံးသေသွားတဲ့အခါတငယ်အိမ်ပြက်ပြီးတော့ဘာမှမမြင်ရတဲ့ဟာကမရဏမီးလောင်တာပဲအေးမသေးခင်ကြားလေးမှာမျက်စိအတွက်ငါမျက်စိတခုခုဖြစ်ပြီတာမန်နေရင်တော့လူတွေကမသိကြဘူးမျက်စိမှာတော့ခွဲရမယ်တဲ့စိတ်ရမယ်တဲ့တခုခုဖြစ်လာပြီဆိုရင်ကြောက်ရွံ့စိုးရိမ်စိတ်တွေမဝင်ဘူးလား
အဲ့ဒါတောကမီးလောင်မြန်တာပဲပေါ့မျက်စိနဲ့ပတ်သက်ပြီးတောကဖြစ်တယ်အေးကိုယ့်ကိုမထိန်နိုင်လို့ငိုရတဲ့အခါမျိုးရှိရင်ပရိဒေဝမျက်စိတွေကျိမ့်ဆက်နေတယ်ဆိုလို့ရှိရင်ဒုက္ခဆိုတဲ့မီးလောင်တာမျက်စိကျိမ့်ဆက်တာကိုအကြောင်းပြုပြီးတော့စိတ်တွေဆင်းရဲနေရင်ဒေါမနတဆိုတဲ့မီးလောင်တာပူပန်စိတ်တွေအားကြီးလာလို့ရှိရင်လည်းဥပါယတဆိုတဲ့မီးလောင်တာဩဘုန်းကြီးတို့ရထားတဲ့မျက်လုံးလေးဟာကြည့်တာမန်ကြည့်ပဲဆိုရင်ကြည့်နော်ဇာတိစရာဗျာတိမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့မိတွေကလောင်းမနေဘူးလားစင်ဆက်မပြတ်လောင်းနေတာနော်မိလို့တောင်မသိဘူးမိလို့မသိဘူးနော်အဲ့ဓာတွေကိုမြတ်စွာဘုရားကဓာတွေကလောင်းနေတာမျက်လုံးလေးရလာတဲ့အချိန်ကစပြီးတော့ဒါမီးလောင်နေတာပဲမီးလောင်နေတာမှရပ်နာเสียမရှိဘူးလောင်နေတာအဲ့ဒါမျက်စိလေးကိုမီးလောင်နေတဲ့သဘောပဲအေးတခါကျတော့ဒီတဲ့ပိုဆိုးလာတဲ့မျက်စိကိုမီးလောင်တာပါတော့ဆိုရင်မြင်စရာအာယုံလေးနဲ့တွေးလိုက်တဲ့အခါကျတော့အဲ့ဒီမျက်စိဆိုတဲ့မြင်အာယုံလေးတဲ့မှာလာပြီးတဲ့အခါမှာလိုချင်တဲ့စိတ်တွေလောဘတွေဖြစ်မလာဘူးလားအေးဖြစ်လာတာလေမျက်စိထဲမှာမြင်လာတဲ့အာယုံတစ်ခုခုနဲ့ဆွဲပြီးတော့ဖြစ်တာဖြစ်လို့မျက်စိနဲ့ပတ်သက်တဲ့မီးပဲအဲ့ဒါလေရာဂဆိုတဲ့မီးလောင်မြန်တာပဲအဲ့ဒီမျက်စိလေးအမြင်ပေါ်မှာအာယုံတစ်ခုကိုမကျေနပ်လို့ဒေါသဖြစ်လို့ရှိရင်လေမျက်စိကိုဒေါသမီးလောင်မြန်တာပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့လှုပ်တဲ့မလှုပ်တဲ့မျက်စိကနေမှားမှားယွင်းယွင်းနေမြင်ပြီးတော့အမှန်ကိုမမြင်ဘူးဆိုလို့ရှိရင်လေအတိညာအခြေမခံလို့မှားမှားယွင်းယွင်းနေမြင်နေပြီဆိုလို့ရှိရင်လေဘာတော့မောဟမီးလောင်မြန်တာပဲဆိုတော့ကဲမျက်စိမှာညှိမ့်မရလောက်အောင်အမျက်လောင်နေတဲ့မီးတွေကဇာတိစရာဗျာတိမရဏဆိုတဲ့မီးတွေပဲယမယံခါဖြစ်လာတဲ့မီးတွေကတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့မီးတွေပဲယမယံခါလောင်လိုက်ပြီဆိုတဲ့အခါကျတော့ရာဂမီးကလောင်တယ်ဒေါသမီးကလောင်တယ်မောဟမီးကလောင်တယ်ဟောမျက်စိလေးဟာသေချာစဉ်းစားကြည့်လို့ရှိရင်အမြဲလောင်နေတာကတော့ဇရာတို့ဗျာတိတို့ပဲတဖန်မျက်စိလေးဟာပြန်ပြီးတော့ကြည့်မယ်ဆိုရင်စက္ခုပတာရယုတ်ကလေးဟာနော်စိတ်16ချက်ဖြစ်ပြီးတာနဲ့တပြိုင်နက်ဟောဒီစက္ခုပတာရယုတ်ကလေးတစ်ခုကပြတ်သွားပြန်နောက်ထပ်အစားထိုးတယ်ဆိုအမြဲတမ်းပဲဘုန်းကြီးတို့ခန္ဓာကိုယ်မှာရှိတဲ့ယုတ်တွေဟာပြတ်သွားလိုက်အစားထိုးလိုက်ပြတ်သွားလိုက်အစားထိုးလိုက်ဒီလိုသွားနေတာသိပ္ပံဆရာတွေပြောတဲ့ဆဲကလေးတွေပြတ်သွားပြီးတော့တခါနောက်ထပ်ဆဲအသစ်ပေါ်တယ်လို့ပြောတယ်မဟုတ်လားအေးမျက်စိမှာရှိတဲ့ဒီပတာရယုတ်ကံကနေထုတ်လုပ်လိုက်တဲ့ဟာကလည်းပဲဒလဇတ်တစ်သက်လုံးအတွက်ထုတ်လုပ်ပေးတာမဟုတ်ဘူးဖြစ်ပြီးရင်သူ့အတိုင်းအတာလေးတစ်ခုအရာပြတ်သွားပြန်တယ်နောက်ထပ်အသစ်ထုတ်တယ်အသစ်ထုတ်တာအတိုင်းအတာတစ်ခုအရာပြတ်သွားတယ်အဲ့ဒါလို့ဖြစ်ပြီးပြတ်တာတွေကအမတန်မှများတယ်အကယ်၍ဖြစ်ပြီးတော့မပြတ်ဘူးဆိုလို့ရှိရင်ငယ်ငယ်တုန်းကမျက်စိလေးဟာအသက်ကြီးသည့်ထိအောင်ရှိနေမှာပေါ့မရှိဘူးလေပုံတူကလေးတွေလာတာနောက်လာနေတာတွေကကော်ပီတွေကြီးပဲအကုန်လုံးနော်မျက်လုံးနဲ့ကော်ပီမဟုတ်ဘူးတစ်ခုလုံးလဲကော်ပီပဲဓာတ်ပုံရိုက်ပြီးတော့ရှင်ကြည့်ပေါ့ငယ်ငယ်တုန်းကယုံတဲ့အခုယုံတူသေးလားကော်ပီတောင်မှ quite different မတူတဲ့ကော်ပီကြီးဟုတ်လားမတူတဲ့ဟာတွေတဖြည်းဖြည်းထုတ်လုပ်သွားတာသို့တော့စင်တူရိုးမှားလေးထုတ်လို့တချို့ကပြောကြသေးတယ်အသက်ကြီးငယ်ရုပ်လေးတော့ကြံသေးတယ်ဟဲ့နော်အတော်စဉ်းစားမှငယ်ရုပ်ကလေးဆိုတာပေါ်တာလေအဲ့တော့ရုပ်ဟာအမြဲတမ်းဖြစ်ပြီးပြက်နေတာဆိုတော့မပြက်ခင်လည်းပဲပြက်ဖို့တာဆူးနေတာဆိုတော့ဇရာတို့ဗျာတိတို့မရဏတို့ဆိုတာယောဂရမှာမဟုတ်ဘူးဖြစ်လာခဲ့တဲ့မျက်စိလေးဟာရင့်ကျက်လာပြီးနောက်ဆုံးမှာတည်ငြိမ်မှုမရှိဘဲနဲ့ပြတ်သွားတာအဲ့ဒါကိုလည်းမရဏလို့ပြောလို့ရတာပေါ့အေးဘုန်းကြီးတို့တို့ရဲ့မျက်လုံးလေးတစ်လုံးကိုပဲကြည့်အောင်ဇာတိဆိုတဲ့မီးလေးလောင်လိုက်တယ်အသစ်ဖြစ်လာပြန်ပြီရပ်နေလားမရပ်ဘူးရင့်ကျက်လာတဲ့ဇရာဆိုတဲ့မီးလောင်တယ်
ဟောပျက်စီးဖို့တာဆူးလာတဲ့ဗျာဒီမီးဆိုတာလောင်လိုက်တယ်နောက်ဆုံးကြတော့မရဏမီးလောင်လိုက်တာပြတ်သွားပြန်စက္ကန့်အလိုက်ဒီခံမှန်းပြီးတော့ထင်ရှားအောင်ပြောရမယ်ဆိုလို့ရှိရင်မျက်စိလေးအသစ်တစ်ခုထုတ်လုပ်လိုက်တဲ့စက္ခုပဒါရရုပ်လေးဟာ16စက္ကန့်အသက်ရှိတယ်ဆိုရင်16စက္ကန့်မှာတစ်ခုပြတ်နေတယ်နော်16စက္ကန့်ပြည့်တာနဲ့တစ်ခုပြတ်သွားပြီနောက်ထပ်16စက္ကန့်ဖြည့်တာနဲ့တစ်ခုပြတ်သွားပြီအဲ့လိုစက္ကန့်တိုင်းစက္ကန့်တိုင်းဖြစ်ပြီးတော့စက္ကန့်တိုင်းစက္ကန့်တိုင်းပြတ်နေတယ်လို့ဒီလိုမှတ်အဲ့ဒါလို့ပြတ်နေတာအဲ့တော့ပြတ်နေတာဆိုတော့ဒီမျက်စိလေးဟာအမြဲတမ်းမီးလောင်ခမ်းနေရတာပဲမှန်ပါပါမီးလောင်သည့်အတွက်ကြောင့်ပုံတစ်ဖြည်းဖြည်းပြက်လာတယ်ပေါ့ပုံတစ်ဖြည်းဖြည်းပြက်လာတယ်မှုံးလာတယ်ဝါလာတယ်နော်ငယ်ငယ်တုန်းကလို့ကြည်ပြီးတော့တောက်ပနေတဲ့မျက်လုံးမဟုတ်တော့ဘူးဟုတ်ပါဒီလိုတွေဖြစ်လာတယ်ပေါ့မှန်ပါအေးမျက်စိလေးမီးလောင်တယ်လို့ပဲမျက်စိထဲမှာထင်ဟပ်လာတဲ့အဆင်းအာယုန်တွေကလည်းပဲတည်မြဲတဲ့သဘောမရှိဘူးရှိပါဘူးမျက်စိထဲပေါ်လာတဲ့အဆင်းအာယုန်ဟာလည်းပဲ16ချက်တနည်းအားဖြင့်16စက္ကန့်ဆိုလို့ရှိရင်16စက္ကန့်ဆိုရင်သွားပြန်ရောသူ့ရဲ့တက်တန်းဒီလောက်ပဲရှိတယ်နော်နောက်ထပ်ပေါ်တာကနောက်ဟာပထမဆုံးပေါ်တာက16ချက်ပဲစိတ်တက္ခဏ16ချက်သို့မဟုတ်ထင်ရှားအောင်ပြောရလို့ရှိရင်16စက္ကန့်ဆိုရင်ပြတ်သွားပြန်ရောအဲ့ဒီလိုအမြဲတမ်းဖြစ်ပြီးတော့ပြတ်နေတာဖြစ်သောကြောင့်ဇာတိမီးတို့ဇရာမီးတို့ဗျာတိမီးတို့ကလောင်းနေတယ်လို့ပြောရတာပဲကောင်းပြီလူတွေကတော့မသိလိုက်ဘူးဩငါမျက်စိကမြင်တယ်လို့ပဲပြောတယ်ငါမျက်စိလို့သာပြောနေတာ तू ကခုနကငါလို့ထင်လိုက်တဲ့မျက်စိကမရှိတော့ဘူးသွားပြီနောက်ထပ် copy တစ်ခုရောက်လာပြီနော်အဲ့ဒါဘာကိုငါလို့ပြောမှလဲပြောလို့မရဘူးလေအမြဲတမ်းပြောင်းလဲရွေ့ရှားနေတဲ့အရာတစ်ခုကိုငါဟာလို့ပြောလို့ဘယ်လိုမှမရနိုင်ဘူးငါလို့သတ်မှတ်လိုက်တဲ့အချိန်ပိုင်းလေးပါပဲ तू ကသွားပြီခုနကသတ်မှတ်လိုက်တာနောက်ဟာကနောက်ဟာပဲလေနောက်ဟာကိုကိုယ့်ဟာလုံနေလို့ရှင်လေအဲ့နောက်ဟာကလည်းသွားပြန်တာပဲအဲ့ဒါကြောင့်မို့ဇာတိမိစရာမိဗျာတိမိဆိုတာမျက်စိကိုလည်းလောင်းနေတယ်မျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံကိုလည်းလောင်းနေတယ်အဲ့ဒီမျက်စိနဲ့အဆင်းအာယုံဆုံလိုက်လို့မြင်တာကိုသိလိုက်တဲ့စိတ်ကလေးကိုလည်းလောင်းနေတယ်ဘာဖြစ်လို့တော့ဒီစိတ်ကလေးကပေါ်လာပြီးတော့ပြတ်သွားတာပဲမဟုတ်လားဩဇာတိစရာဗျာတိမရဏဆိုသူလည်းဒီမိတွေရဲ့အလောင်းအမြဲခံနေရတာပဲအဲ့ဒီစိတ်ကလေးပေါ်လာလိုက်တာနဲ့တပြိုင်နက်အာယုန်နဲ့ဆက်သွယ်ပေးတဲ့ဖတ်တာဆိုတာပေါ်လာတယ်အဲ့ဒီဖတ်တာကလည်းပဲထို့တူပဲပျက်စီးသွားပြန်တယ်ဖတ်တာပေါ်လာလို့ကောင်းတဲ့အမြင်လေးဆိုလို့ရှိရင်ဒုက္ခမကောင်းတာဆိုလို့ရှိရင်ဒုက္ခကောင်းမကောင်းမထင်ရှားဘူးဆိုရင်အဒုက္ခမဒုက္ခဆိုတဲ့ခံစားချက်ကလေးတွေအတွေ့အကြုံလေးတွေပေါ်လာတယ်အဲ့ဒီအတွေ့အကြုံလေးကလည်းဖြစ်ပြီးပြတ်သွားတာဖြစ်သောကြောင့်ဇာတိမီးလဲလောင်တယ်ဇရာမီးလဲလောင်တယ်ဗျာတိမီးလဲလောင်တယ်မရဏမီးလဲလောင်ကဲရက်နေတဲ့အချိန်ရှိသေးရဲ့လားမရှိဘူးတဲ့အမြဲလောင်နေတဲ့မီးကအဲ့ဒီမီးလေးမျိုးအမြဲလောင်နေတာကျန်တဲ့မီးတွေကရမရခလောင်တာစိုးရိမ်စိတ်ပေါ်လာရင်တောကဆိုတဲ့မီးလောင်မယ်ငိုရရင်ပရိဒေဝဆိုတဲ့မီးလောင်ခံရမယ်ခန္ဓာကိုယ်ဆင်းရဲပြီဆိုရင်ဒုက္ခဆိုတဲ့မီးလောင်မယ်စိတ်ဆင်းရဲပြီဆိုရင်ဒေါမနတဆိုတဲ့မီးလောင်တယ်အေးစိတ်ထဲမှာပူပန်မှုတွေပြင်းပြင်းထန်ထန်ဖြစ်လာပြီဆိုရင်ဥပါယတဆိုတဲ့မီးလောင်နေပေါ့ဒီထဲမှာတွေ့တာတဲ့စိတ်ကလေးပေါ်လာလို့ရှိရင်ရာဂမီးကလောင်မြန်တယ်ပေါ့မုန်းနေတဲ့စိတ်လေးပေါ်လာပြန်ရင်ဒေါသမီးကလောင်အာယုံပေါ်မှာအမှန်ကိုမသိလိုက်ဘူးဆိုလို့ရှိရင်မောဟမီးကလောင်မြန်ရောတက်တာစရာနေရာရှိရလားမြင်တဲ့အခိုက်ကလေးမှာတည်းပဲအလုံးဟာမီးလောင်ပြီးတော့ပျက်စီးသွားတယ်အဲ့ဒီသဘောတွေကိုမြတ်စွာဘုရားကမြင်အောင်ကြည့်ခိုင်းတာပါအာဒိဋ္ဌသုတ်ဆိုတာအေးလောင်းနေတာဆိုတာဒါမိတတိပြုဖို့ပေါ့နော်ဒီမိတတိပြုမှုကိုတတိမပြုမိသေးသမျှမျက်စိကိုမီးလောင်နေတယ်ဆိုတာမသိသေးသမျှ
မျက်စိကမြင်ရတဲ့အဆင်းအာယုန်တွေကိုမီးလောင်နေတယ်ဆိုတာမသိသေးသမျှထိုအဆင်းအာယုန်နဲ့စက္ခုပ္ပတာရတို့ဆုံလို့ဖြစ်ပေါ်လာတဲ့မြင်သိစိတ်လေးကိုမီးလောင်တယ်ဆိုတာမသိသေးသမျှထိုစိတ်ကလေးပေါ်လာပြီးတဲ့နောက်အာယုန်နဲ့ဆက်သွယ်တဲ့စက္ခုတံဖတ်တာလို့ခေါ်တဲ့မျက်စိမှာပေါ်လာတဲ့ဆက်သွယ်မှုလေးကိုမီးလောင်တယ်ဆိုတာမသိသေးသမျှထိုမျက်စိနဲ့ဆက်သွယ်လာပြီးတော့ဒုက္ခဒုက္ခအဒုက္ခမဒုက္ခဆိုတဲ့ခံစားချက်ကလေးတွေကိုမီးလောင်နေတယ်ဆိုတာမသိသေးသမျှတန်တရားထဲမှာဘုန်းကြီးတို့တွေဟာပျော်စရာတွေတွေ့နေကြအောင်ပါပဲတဲ့တန်တရားထဲမှာပျော်စရာတွေကြီးပဲရှားနေလို့ရှိရင်တန်တရားကြီးမှာတွေ့တာနေအောင်ပါပေါ့အဲ့ဒါကြောင့်မို့မြတ်စွာဘုရားကယသိတထောင်ကိုမိကိုဥပမာပေးပြီးတော့အေးအပြင်မိတွေတင်ကြည့်မနေနဲ့ကိုယ်တဏ္ဍာမှာလောင်းနေတဲ့မိတွေကိုဂရုစိုက်ရမယ်ဒါတွေကိုမိလို့တောင်မှမသိဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့ညှိမ့်ဖို့ကြိုးစားပါမလားမိလို့တောင်မှမသိဘူးညှိမ့်ဖို့ပဲကြိုးစားမလဲနော်အဲ့ဒီမျက်စိကမြင်လို့ရှိရင်ဘယ်နှခုမိလောင်တယ်လဲဆိုတာပြန်ကြည့်မျက်စိဆိုတဲ့စက္ခုပ္ပတာရကိုလည်းမိလောင်တယ်စက္ခုပ္ပတာရမှာထင်ဟပ်လာတဲ့ရူပယုံကိုလည်းမိလောင်တယ်မြင်သိစိတ်ကလေးကိုလည်းမိလောင်တယ်မြင်သိစိတ်နဲ့အာယုံနဲ့ဆက်သွယ်ပေးတဲ့ဖတ်တာဆိုတာကိုလည်းမိလောင်တယ်ဖတ်တာရှိသည့်အတွက်ကြောင့်ဖတ်တာပစ္စယဝေဒနာလို့ဆိုတဲ့အတိုင်းခံစားချက်ကလေးတွေကောင်းဆိုးခံစားချက်ကလေးတွေကိုလည်းမိလောင်တယ်ဘာကြောင့်လောင်တယ်လို့ပြောရတယ်လဲဖြစ်ပြီးပြတ်သွားလို့ဇာတိမိစရာမိဗျာတိမိလောင်နေတယ်အေးယမယခတောကဖြစ်တယ်ပရိဒေဝဖြစ်တယ်ဒုက္ခဖြစ်တယ်ဒေါမနတာဖြစ်တယ်ဥပါယတာဖြစ်တယ်မိတွေလောင်မြန်တယ်ဒီထက်မှာအပူအမှန်မသိရလို့တွေ့တားလာတဲ့ရာဂဖြစ်လာရင်ရာဂမိလောင်မြန်ပြီဒေါသဖြစ်လာရင်ဒေါသမိလောင်မြန်ပြီမောဟမိဖြစ်လို့ရှိရင်မောဟမိလောင်မြန်ပြီဆိုဟောတစ်ဆက်တည်းအပူမီးတွေရဲ့လောင်မြိုက်ခြင်းကိုခံမနေရပြီဘူးလားတစုံတစ်ခုကိုကြည့်လိုက်လို့မြင်လိုက်တာနဲ့တပြိုင်နက်မီးလောင်သွားတာအလုံးအတန်လေးကြားလိုက်ရင်လည်းဒီတိုင်းပဲအတန်လေးကြားလိုက်လို့ရှင်လေဒီငါးမျိုးဒီတိုင်းပဲလောင်တာပဲနားထဲမှာကြားလာတဲ့အတန်အာယုံထိုအတန်အာယုံကိုဖမ်းယူနိုင်တဲ့သောတပတာရထိုနှစ်ခုပေါင်းစပ်လို့ဖြစ်ပေါ်လာတဲ့ဇာတိစိတ်ထိုဇာတိစိတ်နဲ့အာယုံဆက်သွယ်ပေးတဲ့ဖတ်တာဆက်သွယ်ပေးသည့်အတွက်ကြောင့်ကောင်းဆိုးချမ်းသာခံစားမှုဆိုတဲ့ဝေဒနာဒါကိုလည်းပဲမိလောင်တာပဲထို့တူပဲနှာခေါင်းကအနံ့ရလာလို့ရှိရင်လည်းပဲနှာခေါင်းရဲ့အနံ့ရဲ့နံသိစိတ်ရဲ့ဆက်သွယ်မှုဖတ်တာရဲ့ခံစားမှုဝေဒနာရဲ့ဒါတွေလည်းမိလောင်မြန်တာပဲအဲ့တော့ခန္ဓာကိုယ်ထဲမှာမိမလောင်တာဆိုတာရှိသေးရဲ့လားဇာတိမိစရာမိဗျာတိမိမရဏမိဆိုတာတွေကအမြဲလောင်နေတယ်ဒီသဘောတွေကိုဆင်ញင်စဉ်းစားကြည့်တာဟာဒါဝိပဿနာကမ္မထမ်းပဲဒုက္ခလက္ခဏာကိုရှင်းရှင်းကြီးမြင်လာအောင်ကြည့်ခိုင်းတာနော်ဝိပဿနာဆိုတာသင်္ခါရတရားတွေပေါ်မှာရှုလိုက်တဲ့အခါမှာအနိစ္စဆိုတာမြင်ရမယ်ဒုက္ခဆိုတာမြင်ရမယ်အနတ္တဆိုတာမြင်ရမယ်ပေါ့အဲ့ဒီတခုမြင်ဖို့အရေးကြီးတယ်ပေါ့အနိစ္စရှုထောင့်ကကြည်တာရင်လည်းဖြစ်မယ်ဒုက္ခရှုထောင့်ကကြည်တာရင်လည်းဖြစ်မယ်အနတ္တရှုထောင့်ကကြည်တာရင်လည်းဖြစ်မယ်ခုအရိဒ္ဓတုတ်မှာဆိုရင်ဒုက္ခရှုထောင့်ကနေမြတ်စွာဘုရားကြည်ခိုင်းတဲ့သဘောပေါ့အေးရာခသိန်းဟာအလုံးဟာလောင်ကျွမ်းပြီးတော့ပျက်စီးနေတယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေဟာတတ်မဲ့စရာတွေ့တာစရာရှိနိုင်ပါအောင်မလားအဲ့ဒီသဘောတွေကိုဘုန်းကြီးတို့တွေဟာအမှန်တိုင်းသိနေအောင်ဆင်ញင်သုံးသပ်ဖို့လိုအပ်တယ်တဲ့ဒါပြောတာနော်ဆင်ញင်သုံးသပ်ပြီးတော့ကြည့်နေမယ်ဆိုလို့ရှိရင်မျက်စိကမြင်လိုက်တဲ့အချိန်မှာမီးလောင်ကျွမ်းသွားတယ်နားကကြားလိုက်တဲ့အချိန်မှာမီးလောင်ကျွမ်းသွားတယ်နှာခေါင်းကနမ်းရှုလိုက်တဲ့အချိန်လေးမှာမီးလောင်ကျွမ်းသွားတယ်လျှာကနေပြီးတော့အရသာတစ်ခုထမင်းစားရင်ကနေပြီးအရသာတစ်ခုတွေးလိုက်တာမီးလောင်ကျွမ်းသွားတယ်ခန္ဓာကိုယ်ကတစ်ခုထိလို့သိလိုက်တာနဲ့နောက်ကနေမီးလောင်ကျွမ်းသွားတယ်စိတ်ထဲကစိတ်ကူးစိတ်သန်းတွေလည်းပဲဒီလိုပဲမီးလောင်ကျွမ်းသွားတယ်
အားလုံးဟာခန္ဓာကိုယ်ထဲမှာရှိတဲ့ယုတ်တရားနံတရားတွေဟာအခုလိုပဲလောင်ကျွမ်းပြီးတော့ပျက်စီးနေကြတာလို့ဆိုတဲ့သဘောကိုရှုခိုင်းတာပါပဲအေးအရိဋ္ဌတုတ်အရအခုလိုလေးလာသုံးသပ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာမြတ်စွာဘုရားကဓဝရ6ပါးကိုဗရဏထားပြီးတော့ထိုဓဝရ6ပါးမှာထင်းလာတဲ့အာယုံ6ပါးထိုအာယုံ6ပါးကိုမှီပြီးတော့ဖြစ်လာတဲ့ဝိညာဉ်6ပါးထိုဝိညာဉ်6ပါးနဲ့အာယုံနဲ့ဆက်သွယ်ပေးတဲ့ဖတ်တာ6ခုထိုဖတ်တာ6ခုနဲ့ဆက်သွယ်လာတဲ့ဝေဒနာ6ခုအဲ့ဓာတွေဟာအားလုံးဟာဖြစ်ပြီးတော့ပြတ်သွားတာဖြစ်သည့်အတွက်ကြောင့်မိတွေရဲ့အလောင်းခန်းနေရတဲ့ဟာတွေပဲဖြစ်တယ်လို့ဒီတော့မှဒီလိုခေါ်တာအဲ့ဒါလိုမီးလောင်နေတာသိပြီလို့ဆိုကြတဲ့ကမျက်စိပေါ်မှာနားပေါ်မှာနှာခေါင်းပေါ်မှာလျှာပေါ်မှာခန္ဓာကိုယ်ပေါ်မှာစိတ်ပေါ်မှာတွေ့တာစရာရှိပါအောင်မလားတွေ့တာစရာဘာမှမရှိတော့ဘူးဘာဖြစ်လို့တော့ဆိုမီးလောင်ပြီးတော့ပျက်စီးနေတဲ့အရာတစ်ခုကြီးဟာကောင်းနိုင်ပါအောင်မလားတွေ့တာစရာတစ်ခုမှမရှိတော့ဘူးဆိုတာရှင်းရှင်းကြီးမြင်လာအေးယသိတထောင်ကိုမြတ်စွာဘုရားကမီးလောင်နေတဲ့အကြောင်းကိုတစ်ခုစီတစ်ခုစီရှင်းပြတာနားဆိုင်ပြီးတော့သူတို့ထောင်းနေတယ်အားလုံးဟာခေါင်းလေးတငိမ့်ငိမ့်နဲ့မြတ်စွာဘုရားဟောတဲ့အတိုင်းမှန်လိုက်တာအဲ့ဒါလို့နားထောင်နေရင်ကနေပြီးတော့သဘောကျလာတဲ့အခါကျတော့မြတ်စွာဘုရားဆက်ဟောတယ်အဲ့ဒါလို့မီးလောင်နေတယ်လို့သိတာနဲ့တပြိုင်နက်မျက်စိပေါ်မှာတွေ့တာမှုတွေရောကျလာတယ်နားပေါ်မှာနှာခေါင်းပေါ်မှာလျှာပေါ်မှာခန္ဓာကိုယ်ပေါ်မှာစိတ်ပေါ်မှာညှင်းငွေ့လာကြတယ်လူချင်းစိတ်တွေတွေ့တာစိတ်တွေမရှိတော့ဘူးအဲ့ဒါကိုမြတ်စွာဘုရားကနိဗ္ဗိန္ဒတိလို့ခေါ်တာနော်အဲ့ဒါလို့ရှုမြင်သုံးသပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတွေဟာမျက်စိပေါ်မှာလည်းညှင်းငွေ့လာမယ်နားပေါ်မှာလည်းညှင်းငွေ့လာမယ်တကယ်မြင်တကယ်ညှင်းငွေ့စရာပဲလေတကယ်မီးလောင်ပြီးတော့ပျက်စီးနေတာမြင်လို့ရှိရင်ပျက်စီးနေတဲ့အရာဝတ္ထုတစ်ခုကိုတွေ့တာစိတ်ကဖြစ်နိုင်မှာအောင်မလားအေးကော်ပီတွေကိုအစ်စ်ထင်ပြီးတော့သာတွဲနေကြတာကိုလူတွေကကော်ပီကိုကော်ပီမှန်းသိပြီးအတုကြီးပါလားလို့မြင်လာလို့ရှိရင်တွဲစရာရှိပါမလားမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကစက္ခုတ်သမိန်ပိနိဗ္ဗိန္ဒတိမျက်စိပေါ်မှာလည်းညှင်းငွေ့လာတယ်နားပေါ်မှာလည်းညှင်းငွေ့လာတယ်မြင်သိစိတ်နဲ့ပတ်သက်လာပြီးတော့မျက်စိပေါ်မှာလည်းညှင်းငွေ့လာတယ်အဆင်းအာယုံပေါ်မှာလည်းညှင်းငွေ့လာတယ်မြင်သိစိတ်ပေါ်မှာလည်းညှင်းငွေ့လာတယ်မြင်သိစိတ်နဲ့ဆက်နွယ်ပြီးအာယုံကိုဆက်သွယ်ပေးတဲ့ဖတ်တာဆိုတဲ့အတွေ့အကြုံပေါ်မှာလည်းညှင်းငွေ့လာတယ်ဝေဒနာဆိုတဲ့ခံစားမှုပေါ်မှာလည်းညှင်းငွေ့လာတယ်တဲ့အဲ့တော့ခန္ဓာကိုယ်ထဲမှာဒါပဲရှိတာပဲဒါတွေကိုညှင်းငွေ့လာတဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုဒီနိဗ္ဗိန္ဒတိညှင်းငွေ့တယ်ဆိုတာဝိပဿနာဉာဏ်ရင့်တန်လာတာကိုပြောတာနော်ခုနမီးလောင်နေတာလို့ရှုတာဒါဝိပဿနာလုပ်ငန်းစတင်တာပဲမီးလောင်နေတယ်လို့သိတော့မီးလောင်နေတဲ့အရာဝတ္ထုပေါ်မှာစိတ်ပြက်ပြီးတော့ညှင်းငွေ့လာတာကဝိပဿနာဉာဏ်ရင့်တန်လာတာအဲ့ဒါလို့ရင့်တန်လာတော့ဘာဖြစ်လဲနိဗ္ဗိန္ဒံဝိရိစတိတဲ့ညှင်းငွေ့လာတာနဲ့တပြိုင်နက်အတွေ့အတာတွေကင်းသွားတယ်လုံးဝတွေ့တာတဲ့စိတ်မရှိတော့ဘူးအဲ့ဒါကဘာဖြစ်တာတော့ဆိုနိဗ္ဗာန်ကိုအာယုံပြုပြီးတော့မက်စိတ်ပေါ်တာတဲ့နိဗ္ဗိန္ဒံဝိရိစတိဝိရာဂဝိမုတ်စတိအတွေ့အတာတွေပြတ်သွားတာနဲ့တပြိုင်နက်စိတ်လေးဟာတွေ့တာမှုဆိုတဲ့ကိလေသာတွေအားလုံးကနေပြီးတော့လွတ်ထွက်သွားတာဟာဖို့စိတ်ပေါ်လာတာကိုပြောတာအဲ့ဒါလို့ဖို့စိတ်ပေါ်လာပြီးတဲ့နောက်မှာဘာဖြစ်လာတော့ဆိုရင်ဝိမု ക്ത သဘေဝိမု ക്ത မိတိငါစိတ်လေးဟာအတွေ့အတာတွေကလွတ်သွားပြီလို့သိလိုက်တာပစ္စုပ္ပခဏဉာဏ်ဖြစ်တယ်လို့ခေါ်တယ်ဒါလူတယောက်ဟာကိုလှုပ်တာကိုသိတာဗောမသိဘူးလားကိုယ်စိတ်ထဲမှာကိုအတွေ့အတာတွေလွတ်သွားရင်လွတ်သွားပြီလို့သိလိုက်တာဗောအဲ့လိုသိသွားတဲ့အခါဘာတွေဆက်ပြီးတော့သိလာတော့ဆိုဘဝတန်တရားမှာဆက်လက်ပြီးတော့ဖြစ်ပေါ်စေတတ်တဲ့ကိလေသာတွေဆိုတာမရှိတော့သည့်အတွက်ကြောင့်သိလာတာဘာသိတော့အေးငါမှဘဝဆိုတာကုန်သွားပြီနောက်ထပ်ဘဝဆိုတာငါမှမရှိတော့ဘူးလို့
ဆုံးဖြတ်ချက်ချလာနိုင်တယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားကမျက်စိနဲ့ပတ်သက်ပြီးတော့ရှုစရာအာယုံ၅မျိုးနားနဲ့ပတ်သက်ပြီးရှုစရာအာယုံ၅မျိုးနှာခေါင်းနဲ့ပတ်သက်ပြီးရှုစရာအာယုံ၅မျိုးလျှာနဲ့ပတ်သက်ပြီးတော့ရှုစရာအာယုံ၅မျိုးစိတ်နဲ့ပတ်သက်ပြီးရှုစရာအာယုံ၅မျိုးအဲ့ဒါလို့ကမ္မထာအာယုန်တွေပေးပြီးတော့ဒုက္ခလက္ခဏာကိုအဓိကထားပြီးတော့ရှုလိုက်တဲ့အခါမှာဒီသဘာဝတရားတွေပေါ်မှာစိတ်ပြည့်ငြင်းငွေလို့အတွေ့အတာတွေလွတ်မြောက်သွားပြီဆိုလို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုရတာပဲတဲ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းလို့ရှိရင်ဒီလမ်းစဉ်အတိုင်းလိုက်ကြရမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားကဒီတရားကိုအာရိဋ္ဌသုတ်ကိုဒီလိုဟောလိုက်တဲ့အချိန်မှာအာယုံဆိုင်ပြီးတော့တရားနာနေကြတဲ့ယသိတထောင်ဟာတပြိုင်နက်တည်းပဲမြတ်စွာဘုရားဟောကြားတဲ့အတိုင်းရှုမှတ်ပွားများပြီးတော့တရားကိုနာလိုက်ကြတဲ့အခါမှာတရားလဲဆုံးရောယသိတထောင်ဟာယန္တာဖြစ်သွားကြကိလေသာအာသောတွေကင်းကွာပြီဘာဖြစ်လို့သူတို့ယဟန္တာဖြစ်တာမြန်လှရည်လားလို့ဘာဖြစ်လို့ဒီလိုပြောလို့ရတော့ဆိုသူတို့ကဟိုဘွားတော့ကလည်းကျင့်ခဲ့တာကျင့်ခဲ့တဲ့သူတို့ရဲ့အသိဉာဏ်တွေက online ဖြစ်နေတာအဲ့ဒီ online ဖြစ်နေတာနဲ့အခုတရားဆိုတာနဲ့တွေ့လိုက်တဲ့အခါမှာကြာဘူးတွေဟာရင့်နေတဲ့ကြာဘူးလေးတွေဟာလင်းရောင်ကြီးနဲ့တွေ့လိုက်တာနဲ့တပြိုင်နက်ပွင့်သွားတယ်လို့ပဲဘုန်းကြီးတို့တွေမပွင့်သေးဘူးဆိုရင်ကြာကနုနေသေးလို့ပေါ့ဟုတ်ကဲ့လားအသိဉာဏ်ကြီးတဲ့ရင့်နေတဲ့ကြာဘူးတွေဆိုလို့ရှိရင်နေရောင်ကြီးလေးနဲ့တွေ့လိုက်တာနဲ့ပွင့်သွားတာပဲအေးသူတို့မှလည်းပဲရင့်တန်နေတဲ့စိတ်ဓာတ်တွေမှာအတိတ်ဘဝကလေးလာစီးပူးခဲ့တဲ့အသိဉာဏ်တွေနဲ့မြတ်စွာဘုရားဟောလိုက်တာနဲ့အံကြဖြစ်သွားတော့ဘုရားဟောတဲ့တရားကနေရောင်ခြည်သဖွယ်ဖြစ်ပြီးတော့သူတို့ရဲ့အသိဉာဏ်ဟာကြာဘူးလေးတွေလိုပဲချက်ချင်းကြီးအကုန်လုံးပွင့်လန်းသွားပြီးတော့ယဟန္တာဖြစ်ရောက်သွားကြတယ်တဲ့အဲ့ဒါအာရိဋ္ဌသုတ်ကိုမြတ်စွာဘုရားကယသိတထောင်ကိုဟောခဲ့တာဖြစ်ပါတယ်ဒီအာရိဋ္ဌသုတ်ရဲ့အဆုံးမှာဝိပဿနာကျင့်စဉ်ကိုတရားနာရင်ကျင့်သွားကြလို့ယသိသူတော်စင်တွေဟာယဟန္တာဖြစ်ကိုရောက်သွားကြသလိုတို့တွေဟာလည်းပဲနေ့စဉ်ဘဝမှာမျက်စိနဲ့ပတ်သက်ပြီးတော့၅မျိုးနားနဲ့ပတ်သက်ပြီး၅မျိုးလျှာနဲ့ပတ်သက်ပြီးနှာခေါင်းနဲ့ပတ်သက်ပြီး၅မျိုးလျှာနဲ့ပတ်သက်တာ၅မျိုးခန္ဓာကိုယ်နဲ့ပတ်သက်တာ၅မျိုးစိတ်နဲ့ပတ်သက်တာ၅မျိုးဒီသဘာဝတရားတွေပေါ့သာဝရတစ်ဆက်တည်းအပူမီးတွေလောင်းနေတာပါလားလို့ရှုဆင်ញင်ပြီးတော့ပွားများအားထုတ်ကြမယ်ဆိုလို့ရှိရင်ဒီအသိဉာဏ်ဟာရင့်တန်လာတဲ့ဒီနေ့မှာကိလေသာအာသောတွေကင်းကွာတဲ့ယဟန္တာအဖြစ်ကိုဆက်ရောက်ကြမှာဖြစ်တယ်ဆိုတာယုံကြည်သဘောကျပြီးကိုယ်စီကိုယ်ငါချင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရည်ချမ်းကောင်းငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဒုရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတပုဟတာအဇရမရတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောက်ကိလေသာစိတ်တောက်ဟုသမျှတို့သည်သမုဟတပိဉ္စဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဝဝံကိလေသာဟုပုခတ်သိင်ကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်
ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း